အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော် MG5 ကားအကြောင်းလေးပြောပြမှာပါ MG5 အကြောင်းမပြောခင်မှာ MG ရဲ့သမိုင်းအကြောင်းလေးကိုနည်းနည်းလေးပြောပြပါမယ် MG ဆိုတာ Maurice Gerhardt ကိုအတူတကောက်ခေါ်တာဖြစ်ပြီးတော့1924ခုနှစ်မှာအင်္ဂလန်နိုင်ငံ Oxford မြို့မှာစတင်တည်ထောင်ခဲ့တဲ့ဗြိတိန်ခြေစိုက်ကုမ္ပဏီတစ်ခုပါအစောပိုင်းကာလတွေမှာနှစ်ယောက်စီးပြိုင်ကားလေးတွေကြောင့်ကဘာကျော်ခဲ့ပြီးတော့ဗြိတိန်နိုင်ငံရဲ့ဂုဏ်ဆောင်ကားအမှတ်တံဆိပ်တစ်ခုဖြစ်ခဲ့ပါတယ် Oxford မြို့မှာစတင်တည်ထောင်ခဲ့တဲ့ဗြိတိန်ခြေစိုက်ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်2005ခုနှစ်မှာတော့ MG Rover အုပ်စုကဒေဝါလီခံခဲ့ရပြီးတော့တရုတ်နိုင်ငံနန်ဂျင်း Automobile Group က MG အမှတ်တံဆိပ်နဲ့စက်ရုံတွေကိုဝယ်ယူခဲ့ပါတယ်။အဲဒီနောက်မှာတော့တရုတ်နိုင်ငံရဲ့အကြီးဆုံးကားကုမ္ပဏီတစ်ခုဖြစ်တဲ့ SIAC Motor အရှေ့က Shanghai Automotive Industry Corporation က Nanjing Automobile ကိုထပ်မံဝယ်ယူလိုက်တဲ့အတွက် MG ဟာ SIAC ရဲ့လက်အောက်ကိုတရားဝင်ရောက်ရှိခဲ့ပါတယ်။လက်ရှိမှာတော့ MG အမှတ်တံဆိပ်ကိုတရုတ်နိုင်ငံရဲ့အကြီးဆုံးကားထုတ်လုပ်ရေးလုပ်ငန်းစုကြီးဖြစ်တဲ့ SIAC Motor ကပိုင်ဆိုင်ထားပါတယ်။ကားဒီဇိုင်းပိုင်းကိုအင်္ဂလန်နိုင်ငံလန်ဒန်မှာရှိတဲ့ MG Design Studio မှာအဓိကရေးဆွဲပြီးတော့ဗြိတိန်ကားစတိုင်တွေကိုထိန်းသိမ်းထားတော့မှာပဲ။ခုချိန်မှာ MG ဟာခေတ်မီနည်းပညာအဆင့်မြင့်အင်္ဂါရက်တွေနဲ့ဈေးနှုန်းတက်တင်မှုတွေကြောင့်လူကြိုက်များလာပြီးတော့အထူးသဖြင့် SUV နဲ့လျှက်စစ်ကားတွေမှာအားကောင်းနေပါတယ်ခုကျွန်တော်ပြောပြမယ့် MG5 ပထမမျိုးဆက်ကိုတော့ထိုင်းနိုင်ငံမှာ2015ကနေ2020အထိထုတ်လုပ်ခဲ့ပါတယ်ဒုတိယမျိုးဆက်ကိုတော့2021ခုနှစ်ကနေပြီးတော့ယခုချိန်ထိထုတ်လုပ်လျက်ရှိပါတယ်ထိုင်းနိုင်ငံရဲ့ကားဈေးကွက်ထဲမှာဥရောပစတိုင်နဲ့ရုပ်ထွက်ပိုင်အောင်အပြတ်သက်ဆွဲဆောင်နိုင်ခဲ့တဲ့ကားတစ်စီးကြောင်းပြောပြခြင်းပါတယ်အဲ့ဒါကတော့2015ကနေ2020အထိထိုင်းနိုင်ငံမှာထုတ်လုပ်ခဲ့တဲ့ MG5 First Generation ပေါ့နော်ကျွန်တော်ပထမဆုံးမျိုးဆက်တစ်လေးပါဒီကထိုင်းလူငယ်တွေနဲ့မိသားစုတွေကြားမှာဘာကြောင့်ရေပန်းစားနေရလဲဆိုတော့ထိုင်းနိုင်ငံမှာ MG5 ကိုစတင်မိတ်ဆက်တော့ Progress in Motion ဆိုတဲ့ concept နဲ့လာတာပါအဲ့ဒီချိန်တော့ City တို့ Vios တို့စိုးမိုးထားတဲ့ဈေးကွက်ထဲမှာ Sunroof ပါဝင်တဲ့ MG5 ကလူတိုင်းအံ့အားသင့်စေခဲ့ပါတယ်ပြီးတော့သူ့ရဲ့ကိုယ်တွေကတခြားပြိုင်ဘက်တွေထက်ပိုကြီးပြီးပိုကျယ်တဲ့အတွက်ဈေးအများကြီးမပေးရဘဲနဲ့ကြဲကြဲဝုန်းဝုန်းနဲ့တက်တောင့်တက်တာရှိတဲ့ကားတစ်စီးကိုရနိုင်တာပါ MG ရဲ့အတွင်းကန်းထဲကိုဝင်လိုက်တာနဲ့ပထမဆုံးသတိထားမိမှာ body ဖြစ်တဲ့ခံစားချက် European ဆန်ဆန်ရိုးရှင်းပေမဲ့ခိုင်ခန့်တဲ့တိစောက်မှုမျိုးတွေ့ရပါတယ်အထူးသဖြင့် dashboard နဲ့ design က driver focus ဖြစ်အောင်ဖန်တီးထားတာတွေ့ရပါတယ်ထိုင်ကုန်တွေကတော့ synthetic leather ကိုသုံးထားပြီးခန္ဓာကိုယ်ကိုတေချာထိန်းပေးတဲ့ပုံစံမျိုးပါလူကောင်ကြီးတဲ့လူတွေအတွက်တောင်ရှေ့ကန်းကြဲကြဲဝန်းဝန်းရှိလာပါတယ်ထိုင်းကကားမော်တဲ့အများစုမှာအနက်ရောင်အခြေခံထားပြီးတချို့ trend တွေမှာအနီရောင်ချွတ်ရိုးလေးတွေနဲ့ sporty ဆန်ဆန်ပြုလုပ်ထားပါတယ်ဒီကားရဲ့အသက်ကအလဲအထက် screen ကြီးပါပဲထိုင်းနိုင်ငံတို့ MG တွေရဲ့ထုံးစံအတိုင်း iSmart စနစ်ပါဝင်နေပါတယ် voice command နဲ့ကားမှန်တင်တာအဲကုန်းဖွင့်တာတွေကိုထိုင်းဘာသာစကားနဲ့ခိုင်းလို့ရတာသူ့ရဲ့ထူးခြားချက်ပါ Apple CarPlay နဲ့ Android Auto လည်းပါဝင်တဲ့အတွက်ဖုန်းနဲ့ချိတ်ဆက်ရတာလွယ်ကူစေပါတယ်အနောက်ခန်းကခြေထောက်ချစရာနေအတော်လေးကျယ်ပါတယ်မိသားစုကားအဖြစ်သုံးဖို့အဆင်ပြေပေမဲ့ကားရဲ့အမိုးကခုပုံစံအနှိမ့်စင်းသွားတာမို့လို့အရက်ရှိတဲ့လူတွေအတွက်တော့ခေါင်းနဲ့ကားခေါင်မိုးနည်းနည်းလေးကျင်းနိုင်ပါတယ်နောက်ပြီးတော့ဒီတန်မိုးနဲ့ Sunroof ပါတာက MG5 ရဲ့အားသာချက်တစ်ခုပါပဲအတွင်းကန်းကိုပို့ပြီးတော့လင်းထိန်သွားစေပါတယ်ခြုံငုံပြီးတော့ပြောရရင် MG5 ရဲ့ First Generation အတွင်းကန်းခက်မိတယ်နည်းပညာစုံနဲ့ဈေးနှုန်းနဲ့ရှင်အရန်တန်တဲ့အတွင်းကန်းလို့ပြောလို့ရပါတယ်ထိုင်းနိုင်ငံထုတ် MG5 မှာ engine 2မျိုးနဲ့ရွေးနိုင်ပါတယ်ပထမတစ်ခုကတော့ 1.5 liter VTI test model ဖြစ်ပါတယ်မြို့ထဲမှာအေးအေးဆေးဆေးမောင်းကျင်သူတွေတော့ကတော့အဆင်ပြေပါတယ်ဒုတိယတစ်ခုကတော့ 1.5 turbo ဖြစ်ပါတယ်ဝေးပြေးလမ်းမှာအားကောင်းကောင်းနဲ့မောင်းကျင်တဲ့လူတွေအတွက်ဒီ turbo engine ကမြင်းကောင်ရည်129ကောင်ထိထွက်ပြီးတော့ 6 speed automatic နဲ့တွဲဖက်ထားလို့မောင်းရတာအတော်လေးစီးလို့ကောင်းပါတယ်ပထမချက်က stability ပါထိုင်းနိုင်ငံရဲ့ဝေးပြေးလမ်းတွေမှာမြန်နှုန်းနဲ့မောင်းတဲ့အခါမှာ MG5 ရဲ့ suspension ကတော်တော်လေးငြိမ်ပါတယ်ထိုင်းနိုင်ငံရဲ့လုံခြုံရေးစံနှုန်းတွေအတိုင်း ABS EBD CSC TCX စနစ်တွေအစုံလင်ပါဝင်ပါတယ် ABS ဆိုတာကတော့ anti lock braking system ကိုတူကောက်ခေါ်တာဖြစ်ပြီးတော့သူက brake နဲ့ချိန်မှာဘိန်းတွေကိုရက်မသွားအောင် lock မကျသွားအောင်ကာကွယ်ပေးတဲ့စနစ်ဖြစ်ပါတယ်brake ကိုအတင်းကျပ်နင်းလိုက်တဲ့အခါမှာဘိန်းတွေကလဲပတ်မှုရက်သွားပေမဲ့ကားကတော့အရှိန်နဲ့ဆက်ချော်သွားတတ်ပါတယ် ABS က brake ကိုတစ်စက္ကန့်လျင်အကြိမ်ပေါင်းများစွာဖမ်းလိုက်လွှတ်လိုက်လုပ်ပေးတဲ့အတွက်ဘိန်းတွေလုံးမကျပဲဆက်လည်နေစေပါတယ်အဲ့ဒါကြောင့် brake နင်းထားရင်းနဲ့ကားကို lower steering နဲ့ quick ရှောင်လို့ရပါတယ် EBD ဆိုတာကတော့ electric brake force distribution ကိုအတူကောက်ခေါ်တာဖြစ်ပြီးတော့ brake ဖိအားကိုဘိန်းအလိုက်မျှဝေပေးတဲ့စနစ်ဖြစ်ပါတယ်ကားတစ်စီးလုံးရဲ့အလေးချိန်ဟာဘိန်းလေးလုံးမှာအမြဲတမ်းညီတူညီမျှမရှိပါဘူးဥပမာရှေ့ကမ်းမှာလူပိုပါတာပစ္စည်းတင်ထားတာမျိုးတွေ EBD ကဘယ်ဘိန်းကအလေးပိုစီးနေလဲဘယ်ဘိန်းကပိုပြီး brake အားလိုတယ်လဲဆိုတာကိုတွက်ချက်ပေးပါတယ်ဘိန်းတစ်ခုချင်းစီကိုလိုအပ်တဲ့လောက် brake ဖိအားခွဲဝေပေးတဲ့အတွက် brake meter ပိုပြီးငြိမ်သွားစေပါတယ်TCS ဆိုတာကတော့ traction control system ဘိန်းတွေအလားအသက်လဲမနေအောင်ထိန်းပေးတဲ့စနစ်
လမ်းချော်တဲ့နေရာမှာရှွန့်ပွက်တွေမှာကားဆက်ထွက်တဲ့အခါအင်ဂျင်အားကြောင့်ဘိန်းကလမ်းနဲ့မကပ်ပဲအလကားလဲနေတတ်ပါတယ် TCS ကဘိန်းတွေကိုလမ်းပေါ်မှာမကပ်ပဲချော်လဲနေတာကိုသိတာနဲ့အင်ဂျင်ပါဝါကိုရှော့ချတာဒါမှမဟုတ်အဲ့ဒီဘိန်းကို brake အသာရဖမ်းပေးပါတယ်အဲ့ဒါကြောင့်ဘိန်းကလမ်းပေါ်မှာပြန်ကတ်သွားပြီးတော့ကားယုံထွက်နိုင်အောင်ကူညီပေးပါတယ် SCS ဆိုတာကတော့ Stability Control System ရဲ့အတူကောက်ဖြစ်ပြီးတော့ကားကိုတည်ငြိမ်မှုရှိအောင်ထိန်းပေးတဲ့စနစ်ဖြစ်ပါတယ်တချို့ကားတွေမှာ ESP လို့လည်းခေါ်ပါတယ်အဲ့ဒါကတော့အမြင့်ဆုံးစနစ်ပါကားတွေ꿰တဲ့အခါမှာလမ်းချော်ပြီးတော့ပတ်ချလဲသွားတာမျိုးမဖြစ်အောင်ထိန်းပေးပါတယ်မောင်းသူ꿰ခြင်းတဲ့ဘက်နဲ့ကားသွားနေတဲ့ဘက်မတူတော့ဘူးဆိုရင်ဥပမာကားကောင်းကလမ်းဘေးရောက်တော့မယ်ဆိုရင် SCS ကဘိန်းတွေကိုလိုသလို brake ဖမ်းပြီးလမ်းကြောင်းမှန်ပေါ်ပြန်ရောက်အောင်ဆွဲတင်ပေးပါတယ်ဒါကတော့သူ့ကားမှာပါတဲ့ function တွေကိုကျွန်တော်ရှင်းပြခဲ့တာဖြစ်ပါတယ်လက်ရှိထိုင်းနိုင်ငံစကန်ဈေးကွက်မှာဒီကားကိုတကယ်သက်သာတဲ့ဈေးနဲ့ရနိုင်ပါတယ်။တေချာကြည့်ရှုစစ်ဆေးတဲ့လူနဲ့ဝယ်ဖို့တော့လိုပါတယ်။ဒါပေမဲ့သတိထားရမယ့်အချက်တွေလည်းရှိပါတယ်။နံပါတ်1ကတော့စီစားနှုန်းပါ။ Eco ကားတွေနဲ့ရှင်စီးနည်းနည်းလေးပိုစားပါတယ်။ဒီကားတွေကိုဝယ်ပြီးတော့ပြန်ရောင်းမယ်ဆိုရင်တော့ဂျပန်ကားတွေလောက်ဈေးပြန်မရပါဘူး။အခုလိုကားနဲ့ပတ်သက်တဲ့ဗဟုသုတတွေစိတ်ဝင်စားရဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ပါအောင်ခင်ဗျ။